Welcome back ဒီနေ့ကအားလုံးအမေးများနေတဲ့ Crown Education ရဲ့ entrance ကိုဘယ်လိုဝေဖြေရလဲဘယ်လောက်ခက်လဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်သူက၄ခုဖြေရတာပေါ့နော်သင်္ချာရယ် IQ test ရယ် English ရယ်ပြီးတော့ Science ဆိုပြီးတော့၄ခုဖြေရပါတယ်အမှဦးဆုံးသင်္ချာတော့ကိုပြပြပါမယ်ဒီကျောင်းသားကျောင်းသူတိုင်းအကုန်လုံးသိကြတဲ့ဒီ your test set လို့ပေါ့နော်အဲ့ channel လေးကိုပြထားပါတယ်အဲ့ channel ကိုထဲကမှဘယ်ဟာတွေကိုကြည့်ရမလဲဆိုတာတော့ဒီဗီဒီယိုလေးပါဒီဗီဒီယိုလေးကရှာမတွေ့မှာဆိုပုံစံလေးလက်ပြထားပါတယ်ဒီဟာလေးပေါ့နော် channel ထဲဝင်လိုက်လို့ရှိရင်အဲ့ဒါကတနားရီကြော်ကြားတဲ့အပုတ်လေးပါအဲ့ဒီပုတ်လေးကြည့်ရနဲ့ entrance တော့သင်ချာလုံးလောက်ရပါတယ်ဒီဗီဒီယိုလေးကဘယ်လိုမျိုးလဲဆိုတော့သူကတိကျအခြေခံမျိုးစုံမှာတပုတ်ချင်းစီရှင်းပြထားတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကိုမှကိုယ်တိုင်ကမလုံလောက်သေးဘူးထင်တယ်ပြီးတော့ထပ်ပြီးတော့လေ့ကျင့်ဖို့လိုသေးတယ်ထင်လို့ရှိရင်တော့ဒီဟာလေးလေ့ကျင့်လို့ရပါတယ်သူလည်းတနားရီကျော်ဗီဒီယိုလေးပါဒါပေမဲ့လိုပူလေ့ကျင့်သွားပေါ့နော်ဒါကတော့ GE တရားစာရေးဆိုတော့ပါကောင်းပါနိုင်ပါတယ်IQ test ပေါ့နော် IQ test ကတော့အစတော့ဘာတွေမေးမလဲဆိုပြီးတော့ရင်တုံနေပေမဲ့ဒီလိုမျိုးပုံစံလေးပါ Science ကတော့နဲတယ်တော်တော်ရွယ်လွတ်တယ်ပြောလို့ရတယ်ပေါ့နော်ဘယ်လိုမျိုးမရလဲဆိုလို့ရှိရင် balance တွေပါရယ် element ကကြတော့ရေဆိုလို့ရှိရင် H2O ပြီးရင် calcium အဲ့လိုမျိုးလေးပါတာပေါ့နော်ပြီးတော့ ethane methane propane ပေါ့နော်ဒီတော့ကတော့ဒီလိုမျိုးလေးပဲမိပါတယ်အခုအားလုံးသိနေကြတဲ့အခက်ဆုံးကဘာလဲဆိုတော့အခက်ဆုံးကအင်္ဂလိပ်စာပါဘယ်လိုများလဲအင်္ဂလိပ်စာနဲ့ဖေးကြတာများပါတယ်အင်္ဂလိပ်စာကဘယ်လိုမျိုးတွေပါလဲဆိုတော့ read the passage တို့ listening တို့ပါပါတယ် read the passage က3-4ပုဒ်လောက်ပါတာမို့လို့ကိုကစာပိုက်တွေအများကြီးလဲဖတ်နေကြမဟုတ်ဘူးတိတ်လည်းမကျွမ်းသေးဆိုလို့ရှင်တော့ခုနကပြောထားတဲ့ channel မှာပဲဘယ်လိုဖတ်ရမလဲဆိုရဲ tip တွေအများကြီးရှိပါတယ် listening ပေါ့နော် listening ကတော့တော်တော်များများမရကြတယ်များပြီးတော့အာယုံထွေပြားစေတယ်ပေါ့နော်တငယ်ချင်းတွေပြန်ပြီးတော့ sharing လုပ်တာတော့အခန်းကအရန်အေးလို့အာယုံမဆိုင်နိုင်လို့တာတော့ခတ်တာတွေအရန်များပြီးတော့မဖြေနိုင်တော့ဘူးဆိုပြီးတော့စိတ်လောပြီးတော့မရကြတယ်များပါတယ်ဒါပေမဲ့သူတို့ကနှစ်ခေါက်ဖွင့်ပြမှာမလို့တိတ်ပြီးတော့စိတ်ပူစရာမရှိပါဘူး read the passage ကတော့စာပိုက်ကိုတင်ထားတာမရှိတဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်စာ upper intermediate ဒါမှမဟုတ် intermediate လောက်ဆိုလို့ရှိရင်တော့ကောင်းဖြေနိုင်မယ်ထင်ပါတယ်။ပြီးတော့အားလုံးအမေးများရဲ့မေးခွန်းသုံးဖို့ကိုဖြေပေးမှာဖြစ်ပါတယ်။တစ်ချက်ကတော့ဆောင်းမွေးခန်းထဲမှာဖုံးသုံးလို့ရလားပေါ့နော်။ဖုံးသုံးလို့မရပါဘူး။အကယ်၍ကယ်ကူလေတာသုံးရနေဆိုလို့ရှိရင်တော့သူတို့ဘက်ကပေးပါတယ်။နံပါတ်2ကကြတော့ဝင်ခွင့်အတွက် simple မေးခွန်းပေးလာပေါ့နော်။ဒီအတွက်ကတော့ကျောင်းတော်များများက entrance ဆိုမေးခွန်းမပေးဘူးပါဘူးတခါမှလည်းမပေးပါဘူးဒါပေမဲ့တော်တော်များများကပေးလာလို့လာမေးချပါတယ်မပေးပါဘူးရှင်နောက်ဆုံးမေးခွန်းကတော့ကြောက်ပါလို့ရှိရင်ရောကြောက်ပါလို့ရှိရင်လည်းနောက်ထပ်2ခါထပ်ပြီးတော့ဖြေခွင့်ရှိပါတယ်ဆောင်းပွဲပဲဖြေရတော့ကျောင်းနဲ့ online နဲ့ဆိုပြီး2ခုရှိပါတယ်ကျောင်းမှာတော့ဖြေလို့ရှိရင်တော့အေးရတော့ကြောင့်မလို့အာရုံထွေပြားနိုင်လို့အနှွေးတွေရောယူသွားဖို့မမေ့ပါနဲ့နော်အိမ်မှာဖြေမယ်ဆိုလို့ရှိရင်တော့ device ကနှလုံးနဲ့ screen ကိုပြထားမှာမို့လို့ကိုနဲ့အဆင်ပြေအောင်ရွေးချယ်နိုင်ပါရဲ့ရှင်ဥပမာ crown ကအသင်ပြကောင်းလားစေးကြီးလားဘယ်ချိန်ကြီးတက်ရတာလဲဘယ်လိုကြီးတက်ရတာလဲဆိုတာကိုဗီဒီယိုအောက်မှာမေးခဲ့လို့ရပါရဲ့ရှင်အားဆိုလို့ရှိရင်အားလုံးပဲဘိုင်ဘိုင်ပါ